နိုးမှာမာရာကိစ္စနဲ့တစ်ဖက်ကချက်ဒီအရန်ပေးလာတဲ့ဟာဒါကျွန်တော်တို့ဆိုတော့ဒီသူတို့ထုတ်ပြန်ချက်ကိုဖတ်ရင်တော့ဒါရီဖို့ပဲကောင်းတယ်ဆိုတော့မဖြစ်တဲ့ဟာမတပီလဲအဲ့လိုဖြစ်ပြန်တယ်ငါတို့နောက်ကြောနဲ့ဖြစ်တယ်ဆိုပြီးမှသူတို့ကယခုကိစ္စမှာလည်းမတပီမှာဘယ်လိုမျိုးအခြေအနေရှိတယ်လဲဆိုတော့ဟိုဖက်ကန်ဒီဖက်ကန်ကင်းဆောင်တာဆိုတော့ကျွန်တော်တို့ကအေးစေချောင်းသွားတယ်ချောင်းသွားကြတယ်ဒီပြည်သူလည်းသွားကြတယ်ကျွန်တော်တို့ဒီလိုချောက်ချောက်သွားလာတာတော့မှဟိုဖက်ကတနတ်နဲ့ကိုအတေးချိန်တာဆိုတော့အဲ့ဒါကဘာကြောင့်လဲဆိုတော့ဘာလို့ချင်းတယ်လဲတော့မသိဘူးပြောချင်တာဒီကိစ္စတွေကပြည်သူတွေကထေးထေးဝင်မတိကြလို့ဒီဟာတွေကသူတို့လုပ်တဲ့လုပ်ရိုက်ကအဲ့ဒါကိုဟိုအဖြစ်တင်ကြတာဆိုတော့အခုလေမတပီမှာဘာမှဟိုလှူရှားမှုလုပ်ရှာမလို့အေးနဲ့ပေါင်းပြီးမှစစ်ကောင်စီမရှိတော့ဘူးဘာလို့လှူရှားမှုလုပ်တယ်ဆိုတော့ MDF မှာပြဿနာတွေလဲဟိုနားစီရေးကဟိုနားလေတဲ့လူကပဲယုံရင်ယုံလိမ့်မယ်ဆိုတော့ဘယ်တော့မဆိုဒါကျွန်တော်တို့မဟားပါတယ်ဆိုရဖြစ်လာမှာမဟုတ်ဘူးဆိုတော့ခုနပထမပြောလို့ပေါ့သတိမီဒီယာအသုံးပြုပြီးမှပြည်သူယုံကြည်ချက်ကိုဘယ်တော့မှကျွန်တော်မလုပ်ဘူးကျွန်တော်တို့ချင်းတဲ့အနေနဲ့ဒါလုပ်မှာမဟုတ်ဘူးပြည်သူကို queue မဆိုင်တာမဟုတ်ပြည်သူကိုလေးစားလို့ statement နဲ့အလင်အညာနဲ့ယုံကြည်မှုမယုံချင်ဘူးဒါနံပါတ်1ပဲဖြစ်အမှန်ကိုပဲကျွန်တော်တို့ချပြပေးမှာအဲ့ဒီပေါ်မှာပြည်သူကဆုံးဖြတ်ဆိုတော့လှုပ်တာတစ်မျိုး statement ထုတ်တာတစ်မျိုးဆိုတော့အဲ့လိုဖြစ်တော့ကျွန်တော်ကတော့ပြောချင်တာကကိုယ့်ရဲ့လုပ်ငန်းကိုပဲအေးဆေးလုပ်ကြမယ်စီးလုံးမှုကိုကြည့်ကြမယ်တစ်ဖက်ဆွဆွေးတာမကောင်းဘူးမဟုတ်မှန်ဆွဆွေးတာဆိုတော့အသက်ပေးသွားရေးပေါ်ရှိတယ်ဟိုအာနာဖို့ကောင်းတယ်ခြေပြက်လက်ပြက်ရေးပေါ်ရှိတယ်မျက်စိကိုရေးပေါ်ရှိတယ်အာနာဖို့ကောင်းတယ်အလိညာတွေနဲ့တော့မလုပ်သင့်ပါဘူးလို့ဒါလည်းပြည်သူတွေကမယုံတာအကောင်းဆုံးဖြစ်လိမ့်မယ်ဒါကြောင့်မို့ statement ထွက်တိုင်းဟုတ်ကဲ့လို့ထင်ရင်တော့မှားလိမ့်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ဘယ်တော့မှ CBR ဒီလိုဖြစ်ပါညာဆိုတဲ့ဟာတွေဟိုမလုပ်ပါဘူးဒါပေမဲ့သူတို့ဟာသူတို့ဖြည့်ချင်းချက်မျိုးတွေမှာအရန်မကောင်းတဲ့ဖြည့်ချင်းချက်မျိုးတွေဖြစ်လာတဲ့အခါကျတော့ဒါအရန်ချင်းပြည်မှာလုံးဝညှိနှိုင်းမှုကမရှိသေးဘူးပဲဆိုတဲ့ဟာတွေဖြစ်လာတယ်တခြားတပ်ပါတီတွေကအခုစူးစမ်းပြီးမှတဖွေနဲ့တဖွေတွေ့နေတဲ့အချိန်အတော်တွင်းမှာဟိုကျွန်တော်တို့ကလေးလေးဆဆနဲ့တပ်ပါရဲ့ဒီလုံချက်တွေကိုကျွန်တော်တို့လိုက်လျောပေးတယ်ပေါ့လိုက်လျောပေးတယ်ဒီလိုဒီလိုတော့ဆိုတဲ့ဟာတွေကိုကျွန်တော်တို့လုပ်ပေး CC နဲ့ CB နဲ့ဒါလက်မှတ်ထိုးတာတဲ့သဘောတူညီချက်လည်းရှိပါတယ်လက်နဲ့အပြေမချဖို့ဒါအားလုံးကြည့်သူတိပြီးသားပဲဒါပဲသူပြန်လှုပ်တာလဲအခုကမရာမကိစ္စမှာပဲသူဖောက်ပြက်တာလဲကျွန်တော်ချင်းလိုက်ကောင်စီတပ်ဖွဲ့ဝင်ကဖောက်ပြက်တာမဟုတ်ဘူးလုံးဝကျွန်တော်တို့ကျွန်တော်ပါစက်ကထွက်တဲ့စကားလက်တွေ့လှုပ်ဆောင်တယ်အဲ့ဒီဇိုရိုနဲ့တွေ့တော့ကသဘောတူကငါးချက်ကပထမဆုံးဖောက်တာဘယ်သူလဲသူတို့ပဲဖောက်တယ်အဲ့ဒါကမင်းတို့ဖောက်ပါတယ်လို့ဟိုဖက်ကစောင့်ကြည့်တဲ့အဖွေဒီကဖြစ်မှာဆိုလို့အမြန်ဆုံးချင်းလင်းကောင်စီကိုအပြစ်တင်ပြီးမှထုတ်ပြန်ချက်လုပ်တာတော့တစ်ဖက်သက်ယုံကြည်မှုရယူတဲ့ဟာတွေသူတို့လည်းဖတ်ရင်တော့ရီမှာပဲလို့ထင်တယ်ပြောချင်တာကဟိုဘသူကအစဖောက်ပြန်တယ်လဲမတပီမှာဘသူကအစဖောက်ပြန်တာလဲဆုံးဖြတ်ချက်ကိုဒုတိယအခုမှထပ်ဖြစ်ပြန်တယ်ဆုံးဖြတ်ချက်ဘသူကအစဖောက်တာလဲဆိုတော့ကျွန်တော်တို့ကဒီရက်ဆွေးတိကျပါညာပြောရှာမလို့သူဟာသူဖြစ်ပြီးသားဆိုတော့ပြည်သူအလုံးတိမှာပါကျွန်တော်ထုတ်ပြန်ချက်နဲ့အကြီးကြီးကြည်ကြည်တပ်ပုံနဲ့တကွပါညာလို့မှာမဟုတ်ဘူးဒါစာရွက်ပေါ်မှာရှိတဲ့ကျွန်တော်သဘောတူခဲ့တဲ့ဟာတွေသူဖောက်ပြက်တယ်လို့ဆိုအလုံးတိပြီးသားဖြစ်တဲ့အတွက်ဆိုတော့အလုံးပြည်သူနဲ့ကျွန်တော်တို့အတူတကွရက်တီးပါတယ်ပြည်သူနဲ့ဟိုကျွန်တော်လှုပ်တဲ့ဟာနှုတ်ကနေထွက်တဲ့ဟာလဲလက်တွေ့လုပ်မယ်လှုပ်ရှားရှိတာပဲလုပ်မယ် statement အများကြီးလုပ်ပြီးမှပြည်သူယုံကြည်ချက်ရယူမှာမဟုတ်ဘူးပြည်သူနဲ့တရားတည်ဖြစ်အောင်တော့ကျွန်တော်တို့ကြိုးစားနေတယ်ဆိုတာပဲ
ပြန်ပြောချင်တယ်ကျေးဇူးတင်တယ်